ဒီတော့တက်မှာကိုထွန်းကျမကိုခီးဆိုင်တာအလေးနဲ့ထားပြီးရော့နေကြလားလို့ လက်ရှူလိုက်တယ်တဲ့တဲ့တရိရတယ်အဲ့လိုမျိုးအာရုံမျိုးလို့ရှိရင်ပေးမယ်ဒီမှာအပြည့်ဟိုကခဏလေးဒါအားပေးနေစတာပြီးတော့မရှိတော့ယူဆိုင်ပါပို့လာလာတယ်ကျမယူဆိုင်တော့နည်းနည်းလေးတော့ဝါသလိုဖြစ်နေတယ်ဝိကြီးရှော့အစားတော့ကိုစင်ကျင်ညတ်တဲ့အေးဝါအေးဆရာဝန်ပြီးတဲ့စီတွေချက်တော့တာစီကံပြောက်ရှိတယ်နော်အဲ့ဒါလည်းတေးတေးချာချာပြောတရက်ကျူပြောအားလို့လုပ်နေကြထားလိုက်တော့ကိုထွန်းတော့ကိုထွန်းသူများပြောမှအဲ့လိုလုပ်ပြတာမျိုးမကြိုက်မလိုက်သေးဘူး မယုံရင်ဘက်ကိုစမ်းရင်ကုန်လုံးတွေးလက်ဖတ်လို့စချောင်းနဲ့သားလေးများပြောပါ14နှစ်သားရဲ့ချစ်တတ်တာ